နိုင်ငံကုန်ဆောင်နိုင်မဲ့ပြိုင်ပွဲကြီးတစ်ခုအရှိန်ကလာတဲ့ e-sport World Cup EWC ဟာနောက်ထပ်ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲကြီးတစ်ခုကိုဖန်တီးဖို့စတင်နေပါပြီ။အဲ့ဒီပြိုင်ပွဲကြီးရဲ့နာမည်ကတော့ e-sport Nation Cup ENC ဖြစ်ပြီးကလပ်အသင်းတွေမပါဝင်ပဲနိုင်ငံကိုစားပြုအသင်းတွေတော့ပါဝင်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ဒီကမ္ဘာလုံးအတိုင်းအတာနဲ့အခု2026မှာဂိမ်းအမျိုးအစား16ခုကိုရှင်ပြိုင်သွားရမယ်လို့လည်းသိရပါတယ်။ EWC နဲ့မတူတာကတော့ဒီပြိုင်ပွဲဟာလက်စင်ကျင်းပမှာမဟုတ်ပဲအိုလံပစ်တို့စီးကင်းတို့လိုမျိုးနှစ်နှစ်တကြိမ်အေရှနိုင်ငံကိုရွေးချယ်ကျင်းပသွားမှာဖြစ်ပါတယ်။2026ခုနှစ်အတွက်ကိုတော့ ENC ရဲ့မိခင်နိုင်ငံ Saudi Arabia မှာပြုလုပ်ကျင်းပသွားမှာပါ။နိုင်ငံကိုစားပြုဖြစ်တဲ့အတွက်ကလပ်အသင်းတွေရဲ့လူစည်ရင်းအပြည့်မဟုတ်ပဲနိုင်ငံသားတွေမျှမျှတတပါဝင်တဲ့အသင်းကိုသာလက်ခံသွားမယ်လို့လည်းပြောထားပါတယ်။ e-sport Nation Cup ဟာမြန်မာ e-sport အသင်းတွေအတွက်အခွင့်အလမ်းကောင်းတွေပို့ပြီးပေါ်ထွက်လာနိုင်မှာဖြစ်ပြီးဒီတွင်းအသင်းတွေအတွက်လည်းရည်တည်စရာအကြောင်းပြချက်တွေပုံမခိုင်လုံလာစေပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ Like and follow လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်။